1 million view ကို YouTube ကကျွန်တော်ကိုဒေါ်လာဘယ်လောက်ပေးလဲဆိုတော့ဒီဗီဒီယိုထဲမှာ YouTube ရဲ့ဝင်ငွေတွေကို proof ပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့မပြခင်မှာပေါ့နော်ကျွန်တော်လုပ်တဲ့ content တွေကမြန်မာ content တွေဖြစ်ပါတယ်ကျွန်တော်လုပ်တဲ့ niche ကတော့ documentary niche ပါဘာအကြောင်းတွေတင်တာလဲဆိုရင်တော့အာကာသအကြောင်းတွေ solar system အကြောင်းတွေထူးခြားစံပြအကြောင်းတွေကိုတင်ပါတယ်ကျွန်တော်မှာ subscriber ပေါင်း4,200,000 ကျော်ရှိပါတယ်ဒီ4,200,000 ကျော်ရှိတဲ့ channel မှာ view 1 million ကို YouTube ကဒေါ်လာဘယ်လောက်ပေးလဲဆိုတာကြည့်လိုက်ရအောင်ပါview 1 million 4ပိုးလောက်ရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်ပထမဦးဆုံးတစ်ပုဒ်ကိုပြပေးပါမယ်ဆိုတော့ဒီဗီဒီယိုမှာဆိုရင်ကျွန်တော် view 1.3 million ရပါတယ်အဲ့ဒါကိုကျွန်တော်တို့ဒီ audience retention က5မိနစ်ကျော်ရှိပါတယ်ပြီးတော့ video duration က16မိနစ်ဝန်းကျင်ရှိပါတယ်အဲ့ဒါကို YouTube ကကျွန်တော်ကိုဝင်ငွေဘယ်လောက်ပေးလဲဆိုရင်ဒေါ်လာ869ဒေါ်လာပေးပါတယ်ပြီးတော့ CBN နဲ့ RBN ကိုတစ်ချက်ကြည့်ကြည့်ပါမယ် CBN က4ဒေါ်လာရတယ်ပြီးတော့ RBN မှာဆိုရင် 0.6 ရတယ်ပေါ့နော်အဲ့ဒါကိုမှ YouTube ကကျွန်တော်ကိုဒေါ်လာ869ဒေါ်လာပေးပါတယ်အဲနောက်တစ်ပုတ်သွားကြည့်ရအောင်နောက်တစ်ပုတ်မှာဆိုရင်တော့ကျွန်တော်တို့ view က 1.3 million ရှိပါတယ်ခုနကအပုတ်နဲ့အတူတူပါပဲပြီးတော့ audience retention က2မိနစ်ခွဲရှိပါတယ် duration ကကြတော့ကျွန်တော်တို့12မိနစ်ရှိပါတယ်အဲ့ဒါကို YouTube ကဒေါ်လာဘယ်လောက်ပေးလဲဆိုရင်တစ်ချက်ကြည့်ကြည့်ပါမယ်ဒါကို YouTube ကကျွန်တော်ကိုဒေါ်လာ350ဒေါ်လာပေးပါတယ်ဆိုတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီပေးတဲ့ပုံချင်းမတူဘူးပေါ့နော်ကျွန်တော်တို့ဒီ duration ရှည်တဲ့ video ဆိုရင် RPM ပို့ပြီးတော့များတယ်လို့ duration တိုးတဲ့ video မှာဆိုရင်လည်းကျွန်တော်တို့ RPM နဲ့တက်တယ်ပေါ့နော်အဲနောက်တစ်ပုဒ်ကိုကျွန်တော်သွားကြည့်အောင်ဒီတစ်ပုဒ်မှာဆိုရင်ကျွန်တော်တို့ view က 1.1 million ရှိပါတယ်ပြီးတော့ကျွန်တော်တို့ audience retention ကကျွန်တော်တို့10မိနစ်ကျော်ရှိပါတယ်ပြီးတော့ duration ကကျွန်တော်တို့35မိနစ်ရှိပါတယ်အဲ့ဒါကို YouTube ကကျွန်တော်တို့ဒေါ်လာဘယ်လောက်ပေးလဲဆိုတာတစ်ချက်ကြည့်ကြည့်ပါမယ်အဲ့ဒါကို YouTube ကကျွန်တော်တို့ဒေါ်လာ 1.1k ဒေါ်လာ1100ပေးပါတယ်ဆိုတော့ RBN နဲ့ CBN ကိုတစ်ချက်ပြန်ပြီးတော့ကြည့်ကြည့်အောင်ပြီးတော့ RBN မှာဆိုရင်$1ပေးပါတယ်ဒီနေရာမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ US based audience ဖြစ်မဲ့ဆိုရင်တော့ကျွန်တော်တို့3-5စားလောက်ခုန်တက်သွားနိုင်ပါတယ်ပြောချင်တာကမြန်မာ content တွေက RPN နဲ့ပါတယ်ဒါပေမဲ့ platform အားလုံးမှာတော့ YouTube ကအရများပါတယ် US based audience international content ဆိုရင်4-5စားလောက်ခုန်တက်သွားမှာပါဒါကြောင့် US audience based content ဘက်ကိုလည်းသွားသင့်ပါတယ်ပေါ့နော် content တွေကလို့ရတာမခက်ပါဘူးကျွန်တော်တို့ AI နဲ့ video လုပ်ပြီးတော့ဝင်ငွေရှာချင်နေဆိုရင်တော့ဒီ2026 April လမကုန်ခင်မှာဖွင့်မယ် AI video content creator master class ရှိပါတယ်စိတ်ဝင်စားရင်တော့ Facebook page Messenger မှာလာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်